ဒါဟုတ်တော့မဟုတ်သေးဘူး တရေမမလာနဲ့မလာနဲ့မင်းမလာနဲ့မင်းမလာနဲ့မလာနဲ့ မဟုတ်ပါဘူးကွယ်မကြောက်ပါနဲ့ကျမအကိုလေဘာအန်နေမှမလုပ်ပါဘူး မင်းပါလာလို့လားဟမ်တရေမညမထွက်မှာမဟုတ်ဘူးလားဒီချိန်မှာလာလို့လားလေလို့ဟမ် ဟုတ်လားမဟုတ်ပါဘူးကွယ်အကိုလေညီမအကူညီလေးတောင်းစရာရှိလို့ကိုတင်ပြရတာပါညီမဘာအန်နေမှလည်းမပြုတ်ပါဘူးနော်အခုလာပါထိုင်မှာစကားလေးနည်းနည်းတော့ပြောချင်လို့ပါ ကြောက်ပါလို့မစကားမပြောရင်သေးတယ်မင်းအဲ့မထိုင်မလားဟမ်ဟိုငါဒီရက်ပြီးတော့စကားပြောလို့ရလားဟမ်ဟိုတခုဆိုလို့ရှိရင်လည်းငါပြည့်ရလွာလွယ်အောင်လို့ပါနော် အိုးအကူရဲ့ကျမအဲ့လောက်ထိမကြောက်ပါနဲ့ကျမအကိုဘာမှမလုပ်ပါဘူးတကယ်ပါကျမလူကောင်းတယောက်ပါအကိုရဲ့ ဘာလို့လူကောင်းတယောက် အော်တရေကောင်းတယောက်ပါလို့ပြောတာပါလာပါအကိုရဲ့ကျမဂတိပေးပါတယ်ကျမအသက်နဲ့ချက်တူကိုဂတိပေးပါတယ် ဘာလို့အတက်နဲ့ထက်တူလဲဟမ်မင်းကတေပြီးလို့မှတရေဖြစ်နေမှာမဟုတ်ဘူးလား အိုးဒါပဲဟုတ်ကျမသဘောပြပြောတာပါဒါမဲ့တကယ်ပြောတာပါကျမအကိုလေဘာအန်ဒီရမှမပေးပါဘူးခဏလောက်ထိုင်ပါနော် တေးကြရနော်မင်းငါ့ကိုဘာအနေမှမပေးတာတေးကြရနော်ဘာပြောမလို့လဲပြောတယ် ကျမနာမည်ကရှိစားပါကျမကလေဒီရမဟုတ်ပါဘူးပြင်လို့ရပါ ဟမ်ပြင်းဦးနေရကနေဘလို့လုပ်ပြနေဒီကိုရောက်လာတာတော့ဟမ် ကျမကလေတကယ်ဆိုပေမဲ့တခြားတကယ်လိုမျိုးလွတ်လပ်လပ်သွားလာနေတဲ့တကယ်မျိုးမဟုတ်ပါဘူးကိုရဲ့ဟိုကျမဒီရုပ်ကလေးထဲမှာပိတ်မိနေတာပါ